a particle moves in a straight line velocity of v time t မှာတဲ့ velocity ကတလား acceleration of the particle is 0အဲ့တော့ acceleration ကိုအရင်ရှာမယ် acceleration ဆိုတာက v by t เนาะအဲ့တော့ dv by dt ဒါကိုရှိတ်မယ်အဲ့တော့ဒီမှာကျတော့ product rule နဲ့ရှိတ်မယ် t minus 4ကိုထားပြီးတော့ t minus 5ကိုရှိတ်တော့1 plus t minus 5ကိုထား t minus 4ကိုရှိတ်တော့1ဒါဆိုရင် t plus t ဆိုတော့ 2t minus 9အဲ့တော့ number 1ကကြတော့ acceleration 0ဖြစ်တဲ့အချိန် a equal to 0ကဘယ်ချိန်မှာဖြစ်မလဲဆိုရင်1 t equal to ဒါကို0နဲ့ပြင်နေမယ်ဆို t equal to 9.2 second အဲ့တော့ 4.5 second မှာ acceleration က0ဖြစ်မယ် number 2က set of values of t for which the velocity of the particle is negative v negative ဖြစ်တဲ့ဟာအဲ့တော့ v က negative ဆိုတော့ v တန်ဖိုးက less than 0 v က t minus 4 into t minus 5t less than 0 less than 0ဆိုတာ तू ကအပေါင်း and तू ကအနှုတ်ဒါမှမဟုတ်ဘူးဆိုရင် or t minus 4ကအနှုတ် and t minus 5ကအပေါင်းအဲ့တော့အဲ့ဒါကိုတို့ကရေးမယ်အဲ့တော့ t minus 4 greater than 0 and t minus 5 less than 0 or t minus 4 less than 0 and t minus 5 greater than 0ဒါဆိုရင် t greater than 4 and t less than 5 or t less than 4 and t greater than 5ဒါဆိုရင် 4 ထက်လည်းကြီးပြီးတော့5အောက်ငယ်တယ်4ထက်ကြီးပြီး5အောက်ငယ်တယ်အဲ့တော့4နဲ့5ကြားတယ်မှာနော်4ထက်ကြီးတာဆိုတော့ဒီဘက်ပိုင်း5အောင်ငယ်တယ်ဆိုတော့ဒီဘက်ပိုင်းဒါဆိုရင် t ဒီ4နဲ့5ကြားပေါ့နော်4နဲ့5ကြားသူကကြတော့4နဲ့5နော် t က less than 4 t အောက် greater than 5ဆိုတော့ဒီဘက်ချမ်းအဲ့ဒီလိုနှစ်ခုလုံးပြည့်လဲတဲ့ဟာမရှိတဲ့အတွက်ကြောင့်ဒီဟာက impossible ဒါဆိုရင် velocity က negative ဖြစ်တာဒီဘယ်နဲ့ပဲကြားလဲဆိုရင်4နဲ့5 second ကြာ4 second နဲ့5 second ကြားထဲမှာ negative ဖြစ်အဲ့တော့ तू က distance travel လို့ခြင်းတယ် distance travel လို့ခြင်းတယ်ဆိုတော့ velocity ကိုပြန်ပြီးတော့ integration လုပ်လို့ရှိရင်ကျတို့ဘာရမလဲဆိုရင် distance ရအဲ့တော့ v ဆိုတာက s by t ds by dt အဲ့တော့ s distance ကိုလို့ခြင်းတော့ v ကိုပြန်ပြီးတော့ integration လုပ်အဲ့တော့ first 5 second ဆိုတော့0 second ကနေ5 second ကြာပေါ့နော်အဲ့တော့ဒါပေမဲ့0 second နဲ့4 second ကြားထဲမှာပဲသူက positive 4 second နဲ့5 second ကြားထဲကကျတော့ negative ဖြစ်နေတယ်ဒါဆိုရင် interval ကိုခွဲလိုက်မယ်နော်0 to 5ကတစ်ခုရယ်နော်4 to 5ကတစ်ခုပေါ့နော်အဲ့တော့ဒါက v ကကြတော့ t square ဒီနှစ်ခုမြောက်လိုက်တော့မယ်နော် t minus 4နဲ့ t minus 5ကိုမြောက်လိုက်တော့မယ်ဒါဆိုရင် t square minus 9t plus 20 dt t square minus 9t plus 20 dt အဲဆို integration လုပ်ပြီးသားပြီဆိုရင်ရပြီပေါ့နော်အဲ့တော့ t square integration လုပ်တော့ t cube by 3 minus 9t square by 2 plus 20t limit က0 to 4 plus modulus of ဒါလည်းပဲ t cube by 3 minus 9t square by 2 plus 20t limit က4 to 5ဒါဆိုရင်
42 by 3လေးလေးဆက်ဆောက်လေး60လေး64 by 3 minus 16လေး16 9လီ108 140ကိုနှစ်နဲ့24လီ80ပါမတူလက်25 5လီ125 125 by 3 minus 25 9လီ15ကိုလီနှစ်နှစ်ငါ 225 by 2 plus 100အဲ့တဲကနေမှပြန်နှုတ်အောင် 14ပိုက်စား 4ဆိုတော့ဒီကောင်ကြီးကိုပြန်နှုတ်အောင်ပါဒါကောက်လွယ်နှိပ်ထားလိုက်ရင်ရတယ်အဲ့ဒါကိုပြန်နှိပ်နှုတ်အဲ့ဒါကိုကောက်လွယ်နှိပ်လိုက်ရင်ရတယ်သူရဲ့တန်းက 29.5 မီတာဖြစ်တယ် ဘယ်လိုမရ